တခါတော့ကအရက်ထဲမှာလူသိများတဲ့ဈေးသည်တယောက်ရှိပါတယ်။သူ့ရဲ့နာမည်ကကိုဖိုးကျော်ပါတဲ့။သူကစိတ်ကောင်းရှိပေမဲ့အရန်ကိုဆက်စုပြီးပါဇက်တရန်တက်ပါတယ်။လမ်းသွားလမ်းလာလူများကိုသာမကအလမ်းဘေးခွေးတွေကိုပါသူကအလွတ်မပေးပဲဆဲဆူတက်ပါသေးတယ်။ဟဲ့အောင်ခွေးစုပ်မင်းတို့ကလည်းငါးဆိုင်ရှိမှလာပိတ်ပြီးမရက်နေစမ်းနဲ့ဟိုဘက်ကိုသွားစမ်းသွားကိုဖိုးကျော်ကသူ့ဆိုင်ရှိကိုရောက်လာတဲ့ကလေးငယ်တူကိုမြင်လာရတဲ့အခါမှလည်းဒီလိုအော်ဟစ်လိုက်ပြန်ပါသေးတယ်။ဟဲ့အောင်ငပေါ်လေးဒီလိုလာစမ်းငါဆိုင်မှာအရသာရှိတဲ့ပစ္စည်းတွေအများကြီးပဲဝယ်မသွားဘူးလားမဝယ်ရင်လည်းအမေနောက်ကိုကက်လိုက်မနေနဲ့မင်းမေကိုခေါ်ပြီးတော့ဝယ်ခိုင်းလိုက်စမ်းမဟုတ်ရင်ငါပါဇက်ကရက်မှာမဟုတ်ဘူးနော်ကိုဖိုးကျော်ရဲ့အချင်းကဘသူကိုမဆိုသူစိတ်တိုင်းမကြရင်မညာမတာဆဲဆိုတတ်တာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကိုဖိုးကျော်တယောက်တော်တွေကိုသွားပြီးတော့ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေကိုရှာဖွေရင်းနဲ့သူ့ဘဝကိုပြောင်းလဲသွားစေမဲ့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံတွေ့ရပါတော့တယ်ဒီနေ့တော့ကစုံတွေရှာရမယ်ဒီနေ့နောက်မှာရှိမရှိတူးကြည့်ရမယ်ကိုဖိုးကျော်ကမြေကြီးတွေကိုအားဆိုင်ပြီးတူးကြည့်လိုက်တာအတန်တန်ကိုကြားလိုက်ရတယ်ဟာဘာတန်တွေလဲဒါပါကြီးတော့ဘသူကဒီမှာလာပစ်ထားတာလေတခုခုတော့ထူးဆန်းနေပြီတယောက်ကဒီမှာပစ္စည်းလာပစ်ထားတာများလားဒါဘယ်လိုလုပ်ရမလို့ကိုဖိုးကျော်ကအိုးထဲမှာဘာရှိလဲဆိုပြီးတီးချင်စိမ့်နဲ့အဖုံးကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာအိုးထဲမှာငချင်တွေနဲ့စတစားကိုတွေ့လိုက်ရတယ်ဟမ်ဒီအိုးဘာလို့တောထဲမှာလာမြုပ်ထားရတာလဲစာထဲမှာဘာရေးထားလဲဟမ်ဒီငချင်းကိုစားရတဲ့သူတွေကကံကောင်းတဲ့သူဖြစ်လိမ့်မယ်။ဒါပေမဲ့သူတစ်ပါးကိုဆဲဆိုတာဒါမှမဟုတ်စကားကြမ်းတမ်းစွာပြောဆိုမိရင်တော့အဲ့ဒီနေမှာပဲဘေးဒုက္ခတွေရောက်လိမ့်မယ်တဲ့။ဒါတကယ်ပြောတာလား။ဒီငချင်းကိုစားရင်ကံကောင်းမှာလား။စမ်းကြည့်ရမှာပဲ။ဟာအရသာရှိလိုက်တာတကယ်ကိုထူးဆန်းပြီးတော့အရသာတကယ်ကောင်းတာပဲ။ကိုဖိုးကျော်ကငချင်းကိုစားပြီးတဲ့နောက်အိုးကိုယူပြီးအိမ်ကိုအမြန်ပြန်လာခဲ့တယ်။သူအိမ်ကိုပြန်ရောက်တဲ့အခါမှာတော့စပွဲတစ်ခုလုံးပေါ်မှာစားတော့ဖွယ်ရာတွေနဲ့ပြည့်နေနေတာကိုတွေ့လိုက်ရတယ်။ဟာဒါပါရီတော့ဘသူစားစားရီလဲဘသူကငါ့အတွက်လာဖို့ပေးထားတာလဲအေးဘသူပဲဖြစ်ဖြစ်ငါတော့စားတော့မယ်ဟာဘလောက်တောင်စိတ်ကောင်းရှိရလူတွေလဲကွာဒီနားမှာဘသူမှလည်းမရှိဘူးဒါဆိုရင်ဒါငါ့အတွက်ပဲဖြစ်ရမှာပေါ့ကိုဖိုးကျော်ကစားတော့ဖွယ်ရာတွေကိုအရသာရှိရှိစားတော့လိုက်တယ်ဒီနေ့ကစပြီးကိုဖိုးကျော်တယောက်ကန်တွေကောင်းလာပါတော့တယ်နောက်တစ်နေ့မှလည်းကိုဖိုးကျော်တယောက်ထီစုကြီးတွေပေါက်တယ်သူလည်းအရန်ကိုပျော်သွားခဲ့တာပေါ့ထွက်လာပြီအိုးထီနံပါတ်တွေက3583ဟဲငါထီပေါက်ပြီဟဲ့ဟာထူးဆန်းလိုက်တာမနေ့ကလည်းစားတော့ဖွယ်ရာတွေလာပို့ပေးထားတယ်ညကြတော့လည်းထီပေါက်တယ်ငါဘွားကြီးကတော့အများကြီးပြောင်းလဲသွားပြီငါလည်းချမ်းသာလာပြီဟဲ့ကိုဖုန်းကျော်ကရုပ်ကြီးပဲချမ်းသာကြွားသွားပြီးတဲ့နောက်ကြီးမားတဲ့အိမ်ကြီးမှာနေထိုင်ကပရိဘောကအစုံလင်းနဲ့စိန်ခံနေထိုင်နိုင်ခဲ့တယ်နောက်တရက်မှာသွားဈေးကိုသွားပြီးကုန်ပစ္စည်းတွေကိုရောင်းချလိုက်တယ်ထူးခြားတာကအရင်ကလိုဝယ်သူမရှိတဲ့အခြေအနေမျိုးမဟုတ်တော့ဘဲနဲ့ဆိုင်သစ်မှာဝယ်သူများဖြင့်စီကားနေပါတော့တယ်အခုလိုအခြေအနေကိုမြင်လာရတဲ့အခါမှာအနီးနားကအံ့ဩသွားခဲ့ကြတာပေါ့လာကြပါခင်ဗျာလာကြပါစိတ်မပူပါနဲ့အားလုံးအတွက်လုံလောက်ပါတယ်လာခဲ့ကြပါခင်ဗျာဟဲ့ဖိုးကျော်သူကဒီတခါတော့ပါဇက်မစိုးတော့ဘူးနော်ဘာတွေဖြစ်သွားတာတော့ဖိုးကျော်တယောက်အဆင့်မြင့်တင်ထားတဲ့ version 1.5 တွေများဖြစ်သွားပြီလားသူဘာတွေလှုပ်ထားလို့လဲဘွာကြီးကတော်တော်ကောင်းသွားတာပဲဆိုင်ရလဲကြီးလိုက်တာလူတွေကလည်းစီကားနေရပဲသိချတယ်သူ့မှာတခုခုတော့ရှိရမယ်ကိုဖိုးကျော်ရဲ့တငယ်ချင်းတွေဖြစ်ကြတဲ့အောင်သူနဲ့မင်းမင်းတို့လည်းကိုဖိုးကျော်ရဲ့ပြောင်းလဲသွားတဲ့ဘဝကိုသတိထားမိသွားကြပြီးတန်တရားတွေဝင်လာခဲ့ကြတယ်ဟာကြည်စံငွေတွေကများလိုက်တာကိုဖိုးကျော်အိမ်ထဲမှာငွေတွေကအရွက်တွေလိုပဲဟာနေစမ်းမအောင်အိုးငါဝက်တွေအကုန်ဆိုကုန်ပြီမင်းဟာနေပါဦးငါငွေတွေကဘယ်ရောက်သွားတာလဲငါငွေတွေငါအခုလေးတည်းမှာငါစကားကြမ်းပြောလိုက်မိတာလားငါငွေတွေအကုန်ပျောက်သွားပြီကိုဖိုးကျော်ကစကားကြမ်းစွာပြောမိလိုက်တဲ့အတွက်လက်ထဲမှာကင်ထားတဲ့ငွေဆက်ကူတွေကရုတ်တရက်တရွက်တွေဖြစ်ပြောင်းလဲသွားခဲ့တယ်အဲ့နောက်ကိုဖိုးကျော်လည်းသူ့ရဲ့အိမ်ကိုပြေးသွားပြီးသူ့ရဲ့ပိုင်ဆိုင်မှုပျောက်ဆုံးသွားခြင်းရှိမရှိကိုစစ်ဆေးပါတော့တယ်သူမျောလင့်ထားသလိုပါပဲသူ့ရဲ့ဥစ္စာပစ္စည်းတွေအားလုံးပျောက်ဆုံးသွားခဲ့ပြီးဖြစ်ပါတယ်ကိုဖိုးကျော်ရဲ့အိမ်ကြီးမှာလည်းအရင်ကအတိုင်းတင်းလေးဖြစ်ပြန်လဲပြောင်းလဲသွားခဲ့တယ်။သူကအရန်ကိုထိတ်လန့်သွားခဲ့ပြီးတဲ့နောက်အိမ်ထဲမှာပစ္စည်းတွေကိုကြည့်ကငိုကြွေးပါတော့တယ်။အိုးမဖြစ်နိုင်ဘူးမဖြစ်နိုင်ပါဘူး။ငါပစ္စည်းတွေအကုန်လုံးဘာမှမကျန်တော့ဘူး။မင်းဘာလို့ငါ့ကိုဒီလိုလုပ်ရတာလဲ။မင်းငါ့အိမ်ထဲမှာကောင်းထားပေးတာပဲလေ။ဘာလို့ငါ့ကိုဒီလိုလုပ်ရတာလဲ။ကိုဖိုးကျော်ကစကားကိုကြမ်းတမ်းပြောဆိုမိလိုက်တဲ့အတွက်သူ့ရဲ့ပိုင်ဆိုင်မှုတွေပျောက်ဆုံးသွားရုံသာမကဘဲနဲ့သူ့ရဲ့မျက်နှာမှာလည်းအသက်80အရွယ်အဖိုးတယောက်ကဲ့သို့အိုမင်းရင်းလျော်သွားခဲ့ပါတော့တယ်။သူကစကားကြမ်းတမ်းစွာပြောဆိုလေတိုင်းသူ့ရဲ့ဘဝကပုံမိုဆိုးရွားလာခဲ့တယ်။ကိုဖိုးကျော်ကဈေးကိုပြန်သွားပြီးကုန်ပစ္စည်းများကိုရောင်းချပြီးမြဲအရင်ကလိုပဲသူမရှိတော့ပါဘူး။အကိုကြီးတို့လာဝယ်ပါအောင်ဗျာ။
အိုးအဖိုးကြီးကဘာလို့အကိုလို့ခေါ်နေရလဲမှန်နေပါလေပြန်ကြည့်ပါဦးမိုးရင်လည်းဟိုဘက်ကိုဖယ်စမ်းဒီမှာလာပြီးတော့ကလူမနေနဲ့ဟာဒီဖိုးကြီးတစ်နှစ်တောင်နေရပါမလားမသိဘူးကိုဖိုးကျော်ရဲ့အချိန်တွေကိုကြည့်ပြီးအောင်သူနဲ့မင်းမင်းတို့လည်းအားသင့်သွားခဲ့ကြတယ်သူတို့ကကိုဖိုးကျော်ရဲ့ဆိုင်ခန်းမှာလည်းတင်းငယ်သွားပြီးဝဲသူလည်းမရှိသူကိုယ်တိုင်ကလည်းအလွန်မင်းအိုမင်းသွားတာကိုလက်တွေ့မြင်လာရတာလေဒါကြောင့်သူတို့နှစ်ယောက်ကလည်းကိုဖိုးကျော်ရဲ့အိမ်ကိုသွားရောက်ကြည့်ရှုဖို့ဆုံးဖြတ်လိုက်ကြတယ်ဟဲ့အောင်မင်းမင်းဟိုမှာကြည်စမ်းဖိုးကျော်ဘာဖြစ်သွားတာလဲဆိုင်ကလည်းသေးသွားပြီးဝဲသူလည်းမရှိတော့သူကိုယ်တိုင်ကလည်းဘလို့လုပ်ပြီးတလောက်တောင်အိုမင်းသွားရတာလေဒါတကယ်ကိုထူးဆန်းတယ်တခုခုတော့လွဲနေပြီလူတယောက်ကဒီလောက်တောင်မမြန်ဆဆန်ပြောင်းလဲသွားနိုင်တာဘာကြောင့်လဲအေးလေပြန်ရင်သူ့အိမ်ကိုသွားကြည့်ရအောင်အဖြေရှာရမယ်သူတို့ညကကိုဖိုးကျော်ရဲ့အိမ်ကိုရောက်သွားတဲ့အခါမှာကိုဖိုးကျော်တယောက်အင်းရှိမှထိုင်ပြီးစိတ်သက်ကြနေတာကိုတွေ့လာရတယ်ငါ့ဘွားကြီးကဘာဖြစ်လို့ဒီလိုဖြစ်သွားရတာလဲကွာဟဲ့ဖိုးကျော်မင်းဘာဖြစ်တာလဲဘာလို့ဒီလောက်တောင်ဒီဝါလီခံရထားရတဲ့ပုံစံနဲ့ထိုင်နေရတာလဲဘလို့လုပ်ပြီးမငိုပဲနေနိုင်ပါလေကွာငါမျက်နှာကိုလေတေချာကြည့်စမ်းမအောင်အသက်80အရွယ်အဖိုးအိုလိုဖြစ်နေပြီအေးဒါရီအားလုံးကဘာကြောင့်ဖြစ်ရတာလဲငါတို့ပြောပြလို့ရမလားကွတခုခုများဖြစ်ထားတာများလားကိုဖိုးကျော်ကသူကြုံတွေ့ခဲ့ရတဲ့ထူးဆန်းတဲ့ငချင်းအိုးအကြောင်းကိုတကယ်ချင်းတယောက်ကိုအစာဆုံးပြောပြလိုက်တာပေါ့ငါဒီငချင်းအိုးကြောင့်ဒီလိုဖြစ်သွားရတာဒီအိုးထဲကငချင်းကိုစားတဲ့သူကကန်ကောင်းမယ်လူချင်တာမှန်သမျှရမယ်လို့စာထဲမှာရေးထားတာလေဒါပေမဲ့ဆဲဆိုမိရင်တော့ရထားသမျှတွေအကုန်လုံးပျောက်သွားပြီးတော့အိုမင်းရရော်သွားလိမ့်မယ်လို့ဆိုထားတာအိုးကန်ကောင်းနေဟုတ်လားတော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲစကားကြမ်းကြမ်းမပြောရင်ပြီးတာပဲမဟုတ်လားဖိုးကျော်မင်းတို့ဒီလောက်တောင်ဒုက္ခပေးနေအဲ့ဒီအိုးငါတို့စီပေးလိုက်ငါတို့ကတော့အဲ့ဒါကိုတေချာကျူးဆိုင်ပြီးတင်ထားမယ်မင်းလည်းဒီဒုက္ခတွေကနေလွတ်မြောက်သွားမှာပေါ့ဟဲ့တကယ်လားယူသွားကြစမ်းပါငါမလို့ချင်တော့မင်းတို့ပဲယူလိုက်ကြတော့သွားအောင်သူနဲ့မင်းမင်းတို့လည်းဖိုးကျော်ပြောပြတဲ့အတိုင်းငချင်းကိုစားလိုက်ကြတယ်သူတို့ကငချင်းကိုစားပြီးတဲ့နောက်မှာဘွားကြီးပြောင်းလဲသွားမယ်လို့ထင်မှတ်ထားပြီးမယ်လို့လည်းအချိန်ဒီမှာတော့လက်တွေ့ထူခြားမလာခဲ့ပါဘူးတစ်ဖက်မှာလည်းကိုဖိုးကျော်ကအိုးကိုပေးလိုက်ပြီးမယ်လေသူ့ရဲ့အိုမင်းနေတဲ့အသွင်ပြင်မှာပြန်လဲနှုပြိုမလာခဲ့ပါဘူးတဲ့ဒါပေမဲ့နောက်ပိုင်းမှာတော့အောင်သူနဲ့မင်းမင်းတို့ကကံကောင်းမှုတွေကိုရရှိလာပြီးတဲ့နောက်ဇင်ခံကားကြီးတွေစီးကပျော်ရွှင်စွာနေထိုင်ကြပါတော့တယ်ဒါပေမဲ့ဒီနေ့မှာဟဲ့အောင်မင်းဘလို့မောင်းနေရလဲမျက်စိမပါဘူးလားငါ့ကိုတိုက်မိတော့မလို့ပဲဒီလိုပြောလိုက်တာနဲ့တပြိုင်နက်သူတို့စီးလာတဲ့ဇင်ခံကားမှာရုတ်တရက်လဲထွန်းဆက်အဖြစ်ပြောင်းလဲသွားတယ်အဲ့ဒီချိန်မှာကိုဖိုးကျော်ရောက်လာပြီးသူတို့ရဲ့အခြေအနေကိုမြင်လိုက်တယ်ဟဲ့အောင်နေမင်းတို့ဒီမှာဘာလုပ်နေရတော့ချိန်စာမပြောက်သေးဘူးလားမပြောက်ဘူးလေဖိုးကျော်ရင်မင်းမြင်တဲ့အတိုင်းလဲအိုမင်းသွားပြီငါတို့တခုခုတော့လုံးမဖြစ်တော့မယ်ဒီတိုင်းဆိုရင်တော့ငါတို့ဘသူအချင်းမှရတော့မှာမဟုတ်ဘူးဒီလောက်တောင်ဖြစ်နေတော့အဲ့ဒီအိုအပိုင်းပိုင်းဆဲဆဲဖြစ်အောင်ရိုက်ခွဲပြလိုက်ကြစမ်းပါနောက်ဆုံးမှာတော့တငယ်ချင်း၃ယောက်ကစကလုံးကြမ်းတမ်းစွာပြောဆိုမိတဲ့အတွက်ကြောင့်အိုမင်းရှင်းလျှော်သွားကြပြီးတဲ့နောက်အားလုံးမှာနောင်တရစွာနဲ့အဲ့ဒီကျင်းစာမိနေတဲ့အိုးကိုရိုက်ခွဲပြဖို့အတွက်ဆုံးဖြတ်လိုက်ကြတယ်သူတို့၃ယောက်ကအိုးကိုဖျက်ဆီးဖို့နီလက်မျိုးစုံနဲ့စမ်းသပ်ကြတယ်တူနဲ့ထူးသလိုလဲထွန်ဆက်နဲ့တက်ကြိတ်တယ်ဒါပေမဲ့လည်းငချင်းအိုးကဘာမှဖြစ်မသွားခဲ့ပါဘူးမရဘူးကွာဒါစိတ်နဲ့လှုပ်ထားရများလားဂျိုးသိန်ဂျိုမွားကြောက်တုံးနေနဲ့လှုပ်ထားရလားရေထဲကိုပြစ်ချကြည့်မလားဟုတ်တယ်ပြစ်ချကြည့်အိုဖျားရေရေထဲပြစ်ချလိုက်တာတော့ပျောက်မသွားသေးဘူးဒီတိုင်းဆိုရင်တော့ငါတို့လည်းတေချာပေါက်တေးရတော့မှာပဲဒီလိုဆိုရင်လည်းဒီမှာပဲပြစ်ထားခဲ့လိုက်ကြရအောင်သူတို့၃ယောက်ကလည်းအိုးကိုဒီတိုင်းထားရစ်ခဲ့ပြီးအိမ်ကိုပြန်လာခဲ့ကြတယ်ဟဲ့အောင် तू ကငါတို့နောက်ကိုလိုက်လာပြန်ပြီဒါနေခင်းကြောင်တောင်အောင်လဲနီးနဲ့၆လက်နေရများလား तू ကငါတို့နောက်ဘလောက်ထိလိုက်လာမှလဲငါတို့သေတော့မယ်ထင်တယ်သူတို့ကမျောလင်းချက်ကင်းမဲ့နေစင်မှာပဲဆရာတော်တပားကဆွမ်းခံကြွလာခဲ့တယ်ဆရာတော်ကိုမြင်လိုက်ရတော့ကိုဖိုးကျော်ကအိုးရဲကငချင်းကိုနှိုက်ယူပြီးဆရာတော်ကိုလောင်းလူလိုက်တယ်အရာတစ်ခုဖြစ်ပေါ်လာရခြင်းကတခြားအရာတစ်ခုဖြစ်ပေါ်လာရခြင်းကြောင့်ဖြစ်တယ်ထို့အရာတစ်ခုချုပ်ငိမ့်သွားခြင်းကအခြားအရာတစ်ခုချုပ်ငိမ့်သွားစေပါတယ်ဟာငါဘာလို့လိုက်မိတာလဲဟဲ့အောင်နေငချင်းကိုဆရာတော်စီလူလိုက်မိပြီဘာဖြစ်လို့လူလိုက်မိတာလဲငါတို့ဘာတွေသွားလို့လိုက်မိတာလဲငါအကုသိုလ်တွေများရှာသွားတော့မလားမသိပါဘူးသုံးဘက်ကြာတော့လေသူတို့ရဲ့ချိန်စာကပြောင်းမသွားတဲ့အပြင်ကျမ်းမာရေးကပို့ပြီးတော့ဆိုးရွားလာခဲ့တယ်။ဒါကြောင့်တငယ်ချင်း၃ယောက်ကဆရာတော်စမီမြန်ဖို့အတွက်အဆုံးဖြတ်လိုက်ကြပါတော့တယ်။သူတို့ကဆရာတော်ထံရောက်သွားတဲ့အခါမှာတော့ဆရာတော်မှဘာမှမဖြစ်ပဲပုံမှန်အတိုင်းပဲဖြစ်နေတာကိုတွေ့လိုက်ရတယ်။ဆရာတော်ဖျားဒီချိန်စာမိနေတဲ့ငချင်းကိုစားမိရင်ဆဲဆိုမိတဲ့သူကဘေးဒုက္ခရောက်ရပါတယ်။ဘာလို့ဆရာတော်ကဘာမှမဖြစ်တာလဲဖျား။တကားတော့ငါကယဟန်တပါးလေစကားကြမ်းတမ်းစွာမပြောဆိုခြင်းကယဟန်တို့ရဲ့သိက္ခာပုတ်ပဲဖြစ်တယ်။ဟာနားလေပါပြီဆရာတော်ဘုရားကစကားကြမ်းတမ်းစွာမပြောမိအောင်ဘလို့များထိန်းချုပ်ထားရလဲဖေ။အမြဲတမ်းတတိတရားရှိရမယ်။လမ်းလျှောက်နေရင်ဖြစ်စေထိုင်နေရင်ဖြစ်စေအိမ်နေတဲ့အခါဖြစ်စေတတိရှိရမယ်ကွ။တကယ်လို့စိတ်ကလွင့်သွားပြီဆိုရင်လည်းစိတ်ကို
အာယုံကိုတနေရာထဲမှာတည်ငြိမ်အောင်ထိန်းချုပ်ထားရမယ်အခုလိုအမြဲကျင့်ကြံရင်အကုသိုလ်စိတ်ကတဖြည်းဖြည်းလျော့ပါသွားလိမ့်မယ်အကုသိုလ်လျော့ပါသွားရင်ကိုယ်နှုတ်အမူအရာတို့ကောင်းမွန်လာလိမ့်မယ်တကားတို့အဲ့နောက်မှာတော့သူတို့တငယ်ချင်း၃ယောက်ကဆရာတော်ဖျားကြီးရဲ့တွင်တင်ညွှန်ကြားချက်အတိုင်းစိတ်ကိုထိန်းချုပ်ကကျင့်ကြံကြပါတော့တယ်နောက်ဆုံးမှာတော့သူတို့ရဲ့စိတ်ထဲမှာအကုသိုလ်များကင်းစင်သွားပြီးတဲ့နောက်ကျိန်စာကမြောက်သွားခဲ့ကြပါတော့တယ်ရှင်